လောင်ကျွမ်းရင်နဲ့နေများရလို့ကိုယ်ပိုင်လေးမင်းတို့ကိုရဲ့ချေဒီနေရာမှာကနလာနာပြီးတော့ရံထွက်မှလည်းပြီးရဲ့ဘူးကြီးခြင်းနဲ့ကိုယ်ပါမှာမျောလဲမထားပါကွယ်ပင်လေဟာရိုင်းတိုင်းကြမ်းတမ်းနူးညံ့မုန်တိုင်းများနဲ့လိုင်းတို့ကြောက်ဆောင်တခါတည်းလေငိမ့်နေလာပါမယ်ဒီအချိန်တွေမင်းတက်ခဲ့ရသမျှပင်မနေတဲ့မင်းရဲ့နှလုံးသားလေးကအနေတိုင်းမို့ဒီမာနာပါကွယ်အမောင်တို့ဆိုမို့လောကကံပါအန္တရာယ်